ရေတူကအချော်ပဲစားဖို့ရယ်ရှော့သွင်းတာလားစော်ဘလော်ဒီအစဲကိုပြောစော်ဘလော်ဒီအစီကိုပြဖို့လားမေးလေးကအချော်များပဲမြင်ဖို့ရယ်အဲ့ကြော်ကြီးရှီတူကပြပြလောက်ပဲစားအခုကမှနည်းနည်းပဲကြာပြီကေစားရော်တဲ့အများကြီးပဲသူဆိုင်မရောနာကူပဲအဲ့ဆိုတော့ဗျာလောက်ဝဲရယ်ဘူးတလုံးပြဲစားကြမယ်အစီးဆိုတော့လောလောနေရယ်ကေလေးဆိုမစီတီရမျိုးပဲအောက်တီကန်းလာလဲတွေ့အောက်တီခါရဲရနာအောက်တီကကားလေးတော့တွေ့မင်းရကြရလားမသိအသားကြောရတာနေမင်းလေးပုံမှန်စားနေကြတော့အချော်ပေါ့နော်သူကကြတော့အစီးဦးမှာအရသာဟမျိုးနေလို့ဆိုတာစားလိုက်တာကြောရတာနေကြောရတာကဲလေးဆိုတာချွတ်ရတာဟမ်းပြောမှာဆိုဂျာမျိုးလဲတအားမရှို့อ่ะပြီးဆိုတာရတယ်လေအင်းမြဆိုမျိုးဟိုသူကစားရင်စားနေတာစီးနေတာစိုက်ကွယ်သူကစားရင်စားနေတာစီရလားစားပြီးစားရှိတာလားစားရင်းနေနေတာကိုကူပါပြီလောဝဲကြောအမအားလုံးဟမ်းကမနူးမေးစားကြမှာရှင်မအမဟမျိုးရောရှင်သူက10ကီလိုတော့နဲ့ပုံထောင်းရှယ်သူကိုကြားအစားထိုးနေတာစိုက်ရိုင်ပြီးဆိုတာဦးလန်းကြောက်တာလားကွယ်ပြီးဆိုစားပါဘောလေးတော်လဲဆင်ပြေပြီးစားပါခဏကောလေးတော်လဲဆင်ပြေစီမိဖာရပါတော့ဒိုဝဲမှာအတီးဆဆားလေးစားရှိဆိုတာတော့ဘူးလူဆိုင်မှာလောက်ပဲစားကြနော်